ye lauka sai ma buya le de ga zaba sai sa sai ma sa taung ma lauk te ma lauk yaung da lauk yin da lauka le sayin twat kha ma tha yin chat se ya la ye de ga nga lai nya pai ta taတခြားတော့ဘာမှမလုပ်တနေ့လဲထုံးပြုံးနှုတ်ကောက်ဆိုင်နွားကြောင်ဒါမှမဟုတ်ထင်းခွဲရေခက်သမင်းစားပြီးတရေလောက်မိတ်ပြင်းလာရင်လည်းအညောင်းကြီးအညာပြေးရွာရိုးထွက်အလှအိမ်ရှိလာရင်လည်းဝိုင်းကူဖို့အားတာတစ်ခါတလေစကားများလဲအခင်မပြတ်ကြပါစောတကရှောင်းတမင်ကရက်ခဏကုသိုလ်ရဲ့လူအားပေးအတွက်ဆိုတကူးတကမေးစရာမလိုဘဝတစ်ချက်မကြစရာပြောမရအောင်အစင်ဆက်ရအလားလောကအကြောင်းမင်းဆက်ကြကထင်းဟက်သမျှရင်ဘက်ကဗလာကြောကပြနေစားပြီးရက်ဆက်ဝစ်လာတဲ့ရေလွှားကစီမတက်မရက်အဖြစ်ဟာလဲအပင်များပြီးဘွက်အကွက်ညစ်ခါမဲဆိုငွေရှားပြီးထက်အသစ်မရှာခဲ့အနေထားကြည့်မရှက်တက်တင်ပါတယ်လေသမားမလားဘဲသွားခြေဘဝကြီးတက်ဖြစ်တာပဲဒါကျေးလက်တလေတွေ့နေကြအမှုရများမြို့ပြလူနေမှုစရိုက်နဲ့တော့မတူပါလားဘူပါသားမဖြူတာများတယ်ကြောပူနေဘူးရုံးကန်ရနေပေမဲ့လဲပူစီရရှာသမျှကစားဖို့နဲ့လှူဖို့ပဲလေဘာလို့ဆိုသူရွာသားဘိုးမင်းတွေအိမ်မှာစားဖို့တောက်ဖို့အတွက်ရင်းချက်စရာတွေဝယ်ကထင်းခွေတော့အတွက်နေတဲ့စင်ကုန်ပြီးမိုးလဲချုပ်ပြီးအိမ်တန်ချောခင်းကြပြီးရွာလုံးအိမ်ကုန်ပြီးတရွာလုံးကတော့အိမ်မောကြအိမ်မောမကြနိုင်သူကိုတော့ချော့မြသူတို့ပိုးနေတဲ့ပန်းနေတဲ့အပြိုတော်သဘောကျအဆိုတော်ပေါ့ဗျာအချစ်ရပြယောဂရွာပို့ထားတဲ့ယောဂတချို့ကဂီတာမက်ဒလင်နဲ့ဟော့ကြမတော်ရသေးတဲ့ရောက်ခမတွေတော့ပွားသူတို့သမီးကလည်းအုပ်စပေါ်ရုပ်ချောဗျာကိုနောင်ကိုင်ပန်းနောင်ကိုင်လုံးချီပေါက်လာမို့လဲသိတဲ့ဘောကြတရွာသားနဲ့ညာသွားရင်ဖြစ်ကိုလူပြိုစိတ်မောရတော့ကအဲ့ဒါတော့သားလေးရဲ့တော့ကကတော့ဆာရှေထားလို့တရွာလုံးကိုသိအောင်ဒီလိုအပြောပြအော်ကာတာလောကလေတော်ဘာဝချောနမငယ်မင်းလေးနဲ့မြစ်တာမြဖို့မျောရတာမောလာတယ်လောဘရဲ့ဒေါသရဲ့မောဟရဲ့ကစောတကကျွဲတော်သားလေအချင်းနဲ့တွေ့တော့1500ယောဂတဲ့ဟောတာတော့ရွာလူတိုင်းကလည်းရိုးရှင်တော်ထားဟောတာတော့ရွာဝင်လီရင်ဒီစွာစကားအော်ပြောတာဟောတာတော့ရွာရန်ကုန်မြို့လိုတော့နားမျက်စိမရှုပ်ဘူးပေါ့ဗျာ